အားလုံးမင်္ဂလာပါဗျကျွန်တော်တို့17ကြိမ်စီနီယာလိုင်းအကွက်ရွှေလိုင်းကျွန်တော်တို့မျှဝေပေးမယ်ပေါ့ဗျာကျွန်တော်တို့ဒီစီနီယာလိုင်းကကျွန်တော်တို့2ဦးရှေးပေါင်း6 9နောက်ပိတ်နဲ့5ပြိရှေးပေါင်း6 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 3ချက်ရိုက်တယ်ပေါ့ဗျာရှေးပေါင်း6 3ချက်ရိုက်ပြီးတော့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ခွန်ပရိတ်တွေပြန်ကြကစားရတယ်ပေါ့ဗျာခွန်ပရိတ်တွေပြန်ကြကစားတယ်ကျွန်တော်ခွန်ပရိတ်ကို3ချက်3နှစ်စတိုက်ခွန်ပရိတ်တွေပဲပြန်ကြကစားတယ်ပေါ့ဗျာကျွန်တော်တို့ဒီစီနီယာလိုင်းကနှူးရှေးပေါင်း6ရက်တစ်နှစ်ကျော်ကျွန်တော်တို့စီနီယာတစ်ကွက်နောက်တစ်ခါကျွန်တော်တို့ရှေးပေါင်း6ရက်ဒီဘက်တစ်နှစ်ကျော်စီနီယာတစ်ကွက်အခုကျွန်တော်တို့ရှေးပေါင်း6ရက်ဒီဘက်တစ်နှစ်ကျော်ကျွန်တော်တို့ရောက်ကသူကလည်းကျွန်တော်တို့ပင်ကြားအကိုက်နဲ့စီနီယာတွေကိုရိုက်တယ်ပေါ့ဗျာနောက်တစ်ခါကျွန်တော်တို့ခွန်ပရိတ်တွေပြန်ကြတဲ့အခါဒီခွန်ပရိတ်တွေကိုပြန်ကြတဲ့အခါလဲပင်ကြားအကိုက်နဲ့သူပြန်ကြတွေကစားတယ်ပေါ့ဗျာ136 136ပြန်ကြကစားတယ်သူ့ရဲ့ဒီဘက်ရင်ဆိုင်ကနေမှတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်တက်လိုက်6ချိန်တက်လိုက်တယ်ဆိုလို့ရှိရင်ခွန်ပရိတ်ကပြန်ကြကနန်းနောက်တစ်ခါကျွန်တော်တို့သူ့ရဲ့ဒီပြန်ကြကနန်းအနေမှာတပင်2ပင်3ပင်4ပင်5ပင်6ပင်တက်လိုက်သူကလည်းပြန်ကြကနန်းဒီပြန်ကြကနန်းတွေကိုသူကပင်ကြားအကိုက်နဲ့ရိုက်ထားတာပေါ့ဗျာပင်ကြားအကိုက်နဲ့ရိုက်ထားတာကသူ့အထက်ကနေရေးမယ်ဆိုလို့ရှိရင်လည်းတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်မြောက်ဒီ8ခုနှစ်ကနေပြီးမှလည်းသူရဲ့ရင်ဆိုင်ကနေမှတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်မြောက်ကခဏသူကပင်ကြားအကိုက်တွေနဲ့ရိုက်ထားတဲ့အတွက်ကျွန်တော်တို့စီနီယာကိုလည်းပဲပင်ကြားအကိုက်နဲ့စီနီယာကိုကစားကြည့်ချင်တာပေါ့ဗျာဆိုလိုချင်တာကကျွန်တော်တို့ဒီရှေးပေါင်း6 3ချက်ရိုက်တဲ့နှစ်ထဲမှာကျွန်တော်တို့ခွန်ပရိတ်တွေပြန်ကြကစားပြီးတော့ကျွန်တော်တို့ဒီစီနီယာကိုသူရိုက်တဲ့ခါကျွန်တော်တို့သူ2ဦးကရှေးပေါင်း6ကကျွန်တော်တို့ဒီ3လုံးပေါင်းချင်း6နောက်တစ်ခါကျွန်တော်တို့3နှစ်4ရဲ့စီနီယာရဲ့သူ့ရဲ့ဒီဘက်ရင်ဆိုင်မှာလည်းဒီ3လုံးပေါင်းချင်း6အခုကျွန်တော်တို့ရောက်ကရဲ့ဒီဘက်ရင်ဆိုင်မှာလည်းဒီ3လုံးပေါင်းချင်း6ကျွန်တော်တို့ဒီ6တွေကကျွန်တော်တို့2ဦးကရှေးပေါင်း6တွေကိုကျွန်တော်တို့ဒီ3လုံး6တွေထည့်တာပေါ့ဗျာ3လုံး6တွေကိုထည့်ပြီးတော့အခုကျွန်တော်တို့ပြန်ကြားတွေကစားတဲ့အခါဒီပြန်ကြားကိုကစားတဲ့အခါကျွန်တော်တို့ဒီ3လုံးပေါင်းချင်း2ရဲ့ရင်ဆိုင်3လုံးပေါင်းချင်း2ရဲ့ရင်ဆိုင်မှာခွန်ပရိတ်ကပြန်ကြားကစားနောက်တစ်ခါကျွန်တော်တို့ဒီ3လုံးပေါင်းချင်း1ရဲ့ရင်ဆိုင်မှာခွန်ပရိတ်ကပြန်ကြားကစားနောက်တစ်ခါကျွန်တော်တို့ဒီ3လုံးပေါင်းချင်း10ရဲ့သူ့ရဲ့ဒီဘက်ရင်ဆိုင်မှာခွန်ပရိတ်ကပြန်ကြားကစားအဲ့လိုပြန်ကြားကစားပြီးတော့အခုကျွန်တော်တို့ဒီ3လုံးပေါင်း6ကိုတွင်းတဲ့အခါသူကစောစောကကျွန်တော်တို့ဒီ3လုံးပေါင်းချင်း2ကကျွန်တော်တို့စောင်း2လို့တွင်းတယ်ပရမတကခွန်ပရိတ်ပြန်ကြားရဲ့ရင်ဆိုင်ကဒီ3လုံးပေါင်းချင်း2ကကျွန်တော်တို့ဒီ3လုံးပေါင်းချင်း6ရဲ့ဒီ3လုံးပေါင်းချင်း6နဲ့စောင်း2လို့တွင်းတယ်နောက်တစ်ခါကျွန်တော်တို့ဒုတိယတကကျွန်တော်တို့ဒီခွန်ပရိတ်ပြန်ကြားကနန်းရဲ့သူ့ရဲ့ဒီဘက်ရင်ဆိုင်ကကျွန်တော်တို့ဒီ3လုံးပေါင်းချင်း1ကဒီ3လုံးပေါင်းချင်း1ကကျွန်တော်တို့ဒီ3လုံးပေါင်းချင်း6နဲ့တစ်ခါစောင်း1လို့တစ်ခါပြန်တွင်းတယ်နောက်တစ်ခါကျွန်တော်တို့ခွန်ပရိတ်တတိယတကခွန်ပရိတ်ပြန်ကြားကနန်းအဲ့ဒီပြန်ကြားကနန်းရဲ့ရင်ဆိုင်ကဒီ3လုံးပေါင်းချင်း10က
ကျွန်တော်တို့ဒီသုံးလုံးပေါင်းချင်း6နဲ့ဒီလိုစောင်း30လို့ပြန်တွင်းတယ်ပြန်တွင်းတဲ့တူရဲ့ဒီဘက်ရင်ဆိုင်ကျွန်တော်တို့ဒီစီနီယာကနန်းနေဒီစီနီယာကနန်းတွေကသူကကွန်ပရိတ်နဲ့ထောက်ပြီးတော့ကွန်ပရိတ်ရဲ့ရင်ဆိုင်ကကျွန်တော်တို့ဒီသုံးလုံးပေါင်းချင်း2ဒီသုံးလုံးပေါင်းချင်း1ဒီသုံးလုံးပေါင်းချင်း30အဲ့ဒီ30တွေကို2-10ကိုကျွန်တော်တို့စောင်း2စောင်း1စောင်း3ညလို့တူလာတယ်လာတော့ကျွန်တော်တို့ဒီကနန်း86ခွန်သူ့ရဲ့ဒီဘက်ကိုကျွန်တော်တို့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ကိုရေးမယ်ပေါ့ဗျာကျွန်တော်တို့ခွန်ပရိတ်ကိုပြန်ကြကစားထားတဲ့အတွက်အဲ့ဒီ86ခွန်ကသူ့ပါဝင်ကျွန်တော်တို့တစ်ကြိမ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ကိုရေးလိုက်အဲ့9နှစ်မြောက်ထက်ကကျွန်တော်တို့စီနီယာတစ်ကွက်86ခွန်သူကတော့ဒဲတွေပဲလာတာပေါ့ဗျာအဲ့ဒီ86ခွန်က9နှစ်မြောက်က86ခွန်ကကျွန်တော်တို့သုံးလုံးပေါင်းချင်း6ဇောင်း2ရဲ့ရင်ဆိုင်ကိုဒီနေရာမှာစီနီယာတစ်ကွက်ကစားတယ်နောက်တစ်ခါကျွန်တော်တို့ဒုတိယတကတ်ကျွန်တော်တို့ဒုတိယတကတ်ကဒီ3နှစ်4ဒီသုံးလုံးပေါင်းချင်း6ဇောင်း1သူ့ရဲ့ဒီဘက်ရင်ဆိုင်က3နှစ်4သူအပါဝင်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ကိုရေးလိုက်9နှစ်မြောက်ကိုရေးလိုက်တယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီ3နှစ်4 9နှစ်မြောက်ထဲက3နှစ်4ကကျွန်တော်တို့သုံးလုံးပေါင်းချင်း6ဇောင်း1သူ့ရဲ့ဒီဘက်ရင်ဆိုင်မှာ3နှစ်4လို့စီနီယာထည့်ကစားတယ်အခုကျွန်တော်တို့ရောက်ကမှာဒီသုံးလုံးပေါင်းချင်း6ဇောင်း30ရဲ့သူ့ရဲ့ဒီဘက်ရင်ဆိုင်မှာကျွန်တော်တို့ဒီစီနီယာတစ်ကွက်က1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲကကျွန်တော်တို့စီနီယာတစ်ကွက်ကျွန်တော်တို့ဒီနှစ်ထဲမှာစီနီယာထွက်ထားတာဆိုလို့ကျွန်တော်တို့ခွန်4နှစ်နှစ်ခွန်433 938 446ဒါကကျွန်တော်တို့ကိုဗစ်သူ့ရဲ့အောက်က399556ခွန်ဒီနေရာစီနီယာတစ်ကွက်သူ့အောက်မှာ96ခွန်258 286 391 811 99ခွန်383 893 351 434 661 991 333 628အဲ့ဒီလိုစီနီယာကဒီတစ်ကွက်ထက်ရိုက်ထားတဲ့အတွက်အခုကျွန်တော်တို့ရောက်က17ကြိမ်မှာကျွန်တော်တို့စီနီယာတစ်ကွက်ကကျွန်တော်တို့96ခွန်တဲ့3ကက်စီတဲ့ကစားမလားပေါ့ဗျာကျွန်တော်တို့ဒီစီနီယာလိုင်းကဒါကျွန်တော်ရဲ့ယူဆချက်ပေါ့ဗျာအကွက်ရှိစနစ်ကျွန်တော်တို့ဒီရှေးပေါင်း6ကကျွန်တော်တို့ဒီ3လုံး6လို့ရိုက်တယ်ဒုတိယတကရှေးပေါင်း6ကဒီ3လုံးပေါင်းချင်း6လို့ရိုက်တယ်တတိယတကနောက်ရှေးပေါင်းချင်း6ကအခုကျွန်တော်တို့ရောက်ကရဲ့ရင်ဆိုင်ဒီ3လုံးပေါင်းချင်း6လို့ရိုက်တယ်နောက်တစ်ခါကျွန်တော်တို့ဒီဇောင်း2ဇောင်း1ဇောင်း30ကခွန်ပရိတ်ပြန်ကြရဲ့ရင်ဆိုင်ကဒီ3လုံးပေါင်းချင်း2က86ခွန်စီနီယာကနန်းရဲ့ရင်ဆိုင်မှာဇောင်း2လို့ရိုက်တယ်ဇောင်း2လို့ရိုက်ပြီးတော့ဒီ86ခွန်က9နှစ်မြောက်ကကနန်းကျွန်တော်တို့86ခွန်နောက်တစ်ခါကျွန်တော်တို့ဒုတိယတကတ်ကကျွန်တော်တို့ဒီလိုဇောင်း1ကသူ့ရဲ့ဒီဘက်ရင်ဆိုင်ကျွန်တော်တို့ဒီခွန်ပရိတ်ရဲ့ပြန်ကြရဲ့ရင်ဆိုင်ကဒီ3လုံးပေါင်းချင်း1ကကျွန်တော်တို့ဇောင်း1လို့ရိုက်တယ်ဇောင်း1လို့ရိုက်ပြီးတော့ကျွန်တော်တို့ဒီ3နှစ်4ဆိုတဲ့ကနန်းကဒီခွန်ပရိတ်ကြောင့်ကျွန်တော်တို့တူကနေမှာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ကကနန်း3နှစ်4လူလက်တည်ကစားတယ်ပေါ့ဗျာအခုကျွန်တော်တို့နောက်ဆုံးရောက်ကကျွန်တော်တို့ဒီဇောင်း30အဲ့ဒီဇောင်း30ကဒီဘက်ကခွန်ပရိတ်ပြန်ကြရဲ့ရင်ဆိုင်ကဒီ3လုံးပေါင်းချင်း30ကဇောင်း30လို့ရိုက်တယ်ဇောင်း30လို့ရိုက်တဲ့ရင်ဆိုင်မှာကျွန်တော်တို့ထွက်မဲ့ကနန်းကသူ့ရဲ့ကွာဝေးကနေမှာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲကကနန်းကျွန်တော်တို့96ခွန်အခုကျွန်တော်တို့ရောက်ကမှာစီနီယာတစ်ကွက်96ခွန်တဲ့ကစားမလားဒါကကျွန်တော်တို့အကွက်ရွှေလိုင်းနောက်တစ်ခါကျွန်တော်တို့စီနီယာတွေကတော့ကစားကွက်တွေကတော့ရှိတယ်ပေါ့ဗျာအခုကျွန်တော်တို့ဒီ3နှစ်4တို့အခုကျွန်တော်တို့ဒီ453တို့453တို့3နှစ်4တို့လည်းကစားလို့ရတယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့နောက်တစ်လိုင်းနဲ့အဲ့ဒီနောက်တစ်လိုင်းနဲ့ကစားတာကကျွန်တော်တို့ဒီစီနီယာလိုင်းက
စီနီယာလိုင်းကကျွန်တော်တို့နှစ်ခုစွန်းတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မှာ၄ပြည့်ကျွန်တော်တို့9ကြိမ်မှာ1ခါ24ကြိမ်6ပြည့်တူတစ်နှစ်ကျော်ကျွန်တော်တို့1ပြည့်9ကြိမ်က1ခါက1ပြည့်လို့ရိုက်တဲ့တူရဲ့ဒီဘက်တစ်နှစ်ကျော်အဲ့ဒီတစ်နှစ်ကျော်မှာကျွန်တော်တို့၄နောက်ပိတ်နဲ့တစ်ခွက်လိုက်ပေးရမယ်ပေါ့နောက်တစ်ခါကျွန်တော်တို့နှစ်ခုစွန်းတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်မှာ၄ပြည့်9ကြိမ်မှာ1ခါကျွန်တော်တို့24ကြိမ်မှာ6ပြည့်တူရဲ့ဒီဘက်တစ်နှစ်ကျော်လိုက်1ပြည့်1ပြည့်ရဲ့ဒီဘက်တစ်နှစ်ကျော်မှာလည်းကျွန်တော်တို့၄နောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်တိုက်ပေးရမယ်ပေါ့ဗျာနောက်တစ်ခါကျွန်တော်တို့တတိယတကနှစ်ခုစွန်း၄ကြိမ်မှာ4ပြည့်ကျွန်တော်တို့9ကြိမ်မှာ1ခါ9ကြိမ်မှာ1ခါကျွန်တော်တို့24ကြိမ်မှာ6ပြည့်တူရဲ့ဒီဘက်တစ်နှစ်ကျော်1ပြည့်1ပြည့်ရဲ့ဒီဘက်တစ်နှစ်ကျော်မှာ၄နောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်လိုက်ပေးရမယ်ပေါ့ဗျာအဲ့ဒီ၄နောက်ပိတ်နဲ့လိုက်ရမယ်ကဏ္ဍကကျွန်တော်တို့နှစ်ခုစွန်း၄ကြိမ်မှာ4ပြည့်တူကနေမှတစ်နှစ်2နှစ်ကျော်လိုက်2နှစ်ကျော်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒုတိယကြိမ်မှာ၄နောက်ပိတ်နောက်တစ်ခါကျွန်တော်တို့ဒုတိယတကနှစ်ခုစွန်းထဲမှာ4ကြိမ်မှာ4ပြည့်တစ်နှစ်2နှစ်ကျော်လိုက်စောစောက2ကြိမ်မြောက်အခုကျွန်တော်တို့3ကြိမ်မြောက်မှာ4နောက်ပိတ်စောစောကကျွန်တော်တို့ဒီ4ပြည့်တွေက4ပြည့်တွေက4နောက်ပိတ်ကိုတပင်ဆင်းနဲ့4နောက်ပိတ်ရိုက်တယ်ပေါ့နောက်တစ်ခါကျွန်တော်တို့တတိယတကနှစ်ခုစွန်းမှာ4ပြည့်တူရဲ့ဒီဘက်တစ်နှစ်2နှစ်ကျော်လိုက်ကျွန်တော်2ကြိမ်3ကြိမ်4ကြိမ်မြောက်မှာ4နောက်ပိတ်ဒီ4ပြည့်က4လို့ပိတ်တယ်တပင်ဆင်းနဲ့ပိတ်တာပေါ့ဗျာကျွန်တော်တို့4ပြည့်ကကျွန်တော်တို့ဒီနေရာမှာအတဲသွားတယ်ဒီ4ပြည့်ကို4နောက်ပိတ်လို့တွင်းတဲ့အခါတူရဲ့အောက်တပင်ဆင်းနဲ့ကျွန်တော်တို့4နောက်ပိတ်လို့တွင်းတယ်4နောက်ပိတ်နဲ့တွင်းတယ်နောက်တစ်ခါကျွန်တော်တို့4ပြည့်လို့ရိုက်တယ်နောက်တစ်ခါ4ပြည့်လို့ရိုက်တယ်နှစ်ခုစွန်းမှာ4ပြည့်လို့ရိုက်တယ်4ပြည့်လို့ရိုက်ပြီးတော့ကျွန်တော်တို့ဒီ4နောက်ပိတ်ကနေမှအောက်ကိုတပင်ဆင်းနဲ့ဒီ4နောက်ပိတ်ကိုရိုက်တာပေါ့ဗျာဆိုလိုချင်တာကတော့ကျွန်တော်တို့4ပြည့်4နောက်ပိတ်4ပြည့်4နောက်ပိတ်4ပြည့်4နောက်ပိတ်အဲ့ဒီ4နောက်ပိတ်နှစ်ထဲကကဏ္ဍတစ်ခွက်ကျွန်တော်တို့4နောက်ပိတ်နှစ်ထဲက4နောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်ကျွန်တော်တို့954ကနောက်တစ်နှစ်ကိုကစားနောက်တစ်ခါကျွန်တော်တို့ဒုတိယတကကကျွန်တော်တို့4နောက်ပိတ်နှစ်ထဲက4နောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်အဲ့ဒီ4နောက်ပိတ်ကဒီ864ပဲသူပြန်ကစားတယ်ပေါ့ဗျာနောက်တစ်နှစ်ထဲကျွန်တော်တို့684လို့ကစားတယ်သူကတော့4နောက်ပိတ်နဲ့ပဲလာတာပေါ့ဗျာအခုကျွန်တော်တို့ရောက်ကမှာဒီ4နောက်ပိတ်နှစ်ထဲကကျွန်တော်တို့4နောက်ပိတ်နဲ့ကဏ္ဍတစ်ခွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ894နဲ့324ဒီနှစ်ခွက်ပဲရှိတယ်ပေါ့ဗျာနှစ်ခွက်ပဲရှိတော့ကျွန်တော်တို့4နောက်ပိတ်ကအောက်မှာမရှိတော့တဲ့အတွက်ကျွန်တော်တို့ဒီ324 894စီနီယာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ324တစ်ခွက်17ကြိမ်မှာထည့်ကစားလို့ရတယ်ပေါ့ဗျာဒါကကျွန်တော်တို့တခြား line နဲ့နောက်တစ်ခါကျွန်တော်တို့ဒီ453ကကျွန်တော်တို့မနှစ်က339အောင်ခဲ့တဲ့ line နှစ်ကစီးမှုပေါ့ဗျာနှစ်ကစီးမှုကကျွန်တော်တို့2005နဲ့2006နောက်ပေါင်းလေးခွာလေးသူ့ရဲ့အောက်မှာကျွန်တော်တို့ခါနှလုံးပေါင်းခြင်းနှစ်ဦးကခွန်ထိတ်ကသူ့ရဲ့အောက်မှာခွန်ခါလို့ထိုင်တဲ့သူ့ရဲ့အောက်မှာခွန်ခါလို့ပုံသေးရဲ့သူ့ရဲ့အောက်တပွဲနှစ်ပွဲကျော်မှာခွာကိုသူ့ရဲ့အောက်တပွဲနှစ်ပွဲကျော်မှာကျွန်တော်တို့စောစောကခွန်ခါကခွန်ပရိတ်လို့ရိုက်အဲ့ခွန်ပရိတ်လို့ရိုက်တဲ့သူ့ရဲ့အောက်တပွဲနှစ်ပွဲကျော်လိုက်ကျွန်တော်တို့54အတွဲနဲ့စီနီယာတစ်ခွက်နောက်တစ်ခါကျွန်တော်တို့ဒုတိယတကကကျွန်တော်တို့2022နဲ့2023ကျွန်တော်တို့နောက်ပေါင်းလေးခွာလေးလို့ရိုက်တဲ့တူရဲ့အောက်ခါနှလုံးနှစ်တူရဲ့အောက်မှာနှစ်ဦးက9ထိပ်စီက9ခါလို့ဝင်တဲ့တူရဲ့အောက်မှာကျွန်တော်တို့ခွန်ခါပုံသေးအဲ့ဒီခွန်ခါပုံသေးရဲ့တူရဲ့အောက်တပွဲနှစ်ပွဲကျော်လိုက်ကျွန်တော်တို့ခွာကိုရဲ့အောက်တပွဲနှစ်ပွဲကျော်လိုက်စောစောကကျွန်တော်တို့ခွန်ခါကခွန်ပရိတ်လို့ပြန်ရိုက်တဲ့တူရဲ့အောက်တပွဲနှစ်ပွဲကျော်လိုက်ကျွန်တော်တို့54အတွဲနဲ့စီနီယာတစ်ခွက်
ကျွန်တော်တို့ဒီ line ရဲ့အပြည့်စုံကကျွန်တော်တို့54အတွက်နဲ့စီနီယာတစ်ပွဲရိုက်တဲ့တူရဲ့အောက်တစ်ပွဲနှစ်ပွဲကျော်မှာတစ်ပရိတ်ပုံတေးတူရဲ့အောက်တစ်ပွဲနှစ်ပွဲကျော်မှာ95အတွဲတူရဲ့အောက်တစ်ပွဲကျော်မှာတုံညာထိတ်ရဲ့အောက်မှာကျွန်တော်တို့ဒီ89အတွဲအဲ့ဒီ89အတွဲကစောစောကကျွန်တော်တို့နှစ်ဦးကခွန်ခါကခွန်လို့ပြန်ထိုင်တဲ့အောက်ဒီ89အတွဲက23ချိန်မှာ89လို့ပြန်တွဲတဲ့တူရဲ့အောက်54လို့ခွအဲ့ဒီ54လို့ခွပြီးတော့အဲ့ဒီခွ9ကနောက်တစ်နှစ်ဦးကျွန်တော်တို့9နောက်ပိတ်လို့ပြန်ပိတ်တဲ့နောက်တစ်နှစ်ကျွန်တော်တို့ကဏ္ဍတစ်ကွက်က365ကနောက်တစ်ပွဲကျော်ပြန်ပို့တဲ့တူရဲ့အောက်မှာစောစောကကျွန်တော်တို့ဒီစီနီယာရိုက်ခဲ့တဲ့654ကတူရဲ့ဒီဘက်2နှစ်ကျော်မှာတူရဲ့ဒီဘက်အောက်2နှစ်ကျော်မှာကျွန်တော်တို့ဒီ54အတွဲနဲ့စီနီယာကဏ္ဍကကျွန်တော်တို့456လို့ပြန်ပြီးတော့ကစားတူရဲ့ဒီဘက်တစ်ပွဲနှစ်ပွဲကျော်မှာကျွန်တော်တို့စောစောကကျွန်တော်တို့ခွန်ခါကခွန်ပရိတ်လို့ရိုက်တဲ့နှစ်ပွဲကျော်တူရဲ့ဒီဘက်ဆောင်ကိုတစ်ခါထပ်တက်လိုက်ခွာ9အဲ့ဒီခွာ9ရဲ့နှစ်ပွဲကျော်ပရိတ်ခွန်ရဲ့နှစ်ပွဲကျော်တူရဲ့နှစ်ပွဲကျော်မှာဒီကဏ္ဍကိုနှစ်ပင်ကျော်နဲ့ပြန်ပြီးတော့စနစ်ကိုပြန်ထည့်ကစားထားတယ်ပေါ့ဗျနောက်တစ်ခါကျွန်တော်တို့ဒုတိယတကတ်ကကျွန်တော်တို့ဒီ54အတွဲနဲ့စီနီယာတစ်ကွက်သူ့ရဲ့အောက်တစ်ပွဲနှစ်ပွဲကျော်လိုက်တစ်ပရိတ်ပုံတေးသူ့ရဲ့အောက်တစ်ပွဲနှစ်ပွဲကျော်လိုက်ကျွန်တော်တို့95အတွဲရဲ့သူ့ရဲ့အောက်ကျွန်တော်တို့3ညထိတ်ရဲ့အောက်မှာကျွန်တော်တို့50အတွဲအဲ့ဒီ50အတွဲကစောစောကကျွန်တော်တို့နှစ်ဦးက5ထိတ်က5ခါလို့ဝင်တဲ့သူ့ရောက်ကခွန်ခါပုံတေးနဲ့ဒီ50အတွဲက23ချိန်50လို့နောက်တွဲသူ့ရဲ့အောက်မှာကျွန်တော်တို့54ခွာ9အဲ့ဒီခွာ9ကနောက်တစ်နှစ်ဦးကျွန်တော်တို့6လို့ပြန်ပိတ်တဲ့နောက်တစ်နှစ်ကျွန်တော်တို့ကဏ္ဍတစ်ကွက်က93ကနောက်တစ်နှစ်ကျော်ကိုဒီလိုရင်ဆိုင်တပွဲကျော်ရင်ဆိုင်ရိုက်တယ်ပေါ့ဗျာရင်ဆိုင်ရိုက်တဲ့အောက်သူ့ရဲ့ဒီဘက်နောက်တစ်နှစ်ကျွန်တော်တို့သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့စောစောကစီနီယာရိုက်ခဲ့တဲ့ဒီ453အဲ့ဒီ453ကသူ့ရဲ့ဆောင်နှစ်ပွဲကျော်လာကျွန်တော်တို့ဒီနေရာသူ့ရဲ့ဒီဘက်ရင်ဆိုင်တစ်နှစ်2နှစ်ကျော်လိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ခွန်ပရိတ်လို့ထောက်ဒီခွန်ခါကခွန်ပရိတ်လို့ထောက်တဲ့သူ့ရဲ့ဒီဘက်နှစ်ပွဲကျော်သူ့ရဲ့ဒီဘက်ဆောင်ကိုနှစ်ပွဲကျော်လာကျွန်တော်တို့ခွာ9ရဲ့နှစ်ပွဲကျော်ခွန်ပရိတ်ရဲ့နှစ်ပွဲကျော်ကျွန်တော်တို့453ရဲ့နှစ်ပွဲကျော်ဒီ453ကဒီနေရာမှာအရွေးကစားလို့ရတယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့နှစ်ကစီလိုင်းနဲ့453စောစောကကျွန်တော်တို့4မှတ်သက်နဲ့နှစ်ခုစုံက4ချိန်က4ပရိတ်ကို4ပရိတ်လို့ရိုက်ခဲ့တဲ့အတွက်ကြောင့်သူ့ရဲ့ဒီဘက်တစ်နှစ်2နှစ်ကျော်မှာ5ခုစုံထဲမှာ4လို့ပိတ်တဲ့အတွက်ကြောင့်5ခုစုံထဲက4နောက်ပိတ်တစ်ခွက်က6ခုစုံနဲ့ထဲကိုအရွေးကစားနောက်တစ်ခါကျွန်တော်တို့ဒုတိယတကတ်က2ခုစုံထဲက4ချိန်မှာ4ပရိတ်5ခုစုံထဲမှာကျွန်တော်တို့4နောက်ပိတ်အဲ့ဒီ4နောက်ပိတ်နှစ်ထက်က4အပိတ်တစ်ခွက်က6ခုစုံနဲ့ထဲကိုအရွေးလိုက်ကစားနောက်တစ်ခါကျွန်တော်တို့တတိယတကတ်က2ခုစုံထဲက4ချိန်မှာ4ပရိတ်5ခုစုံထဲမှာ4နောက်ပိတ်အဲ့ဒီ4နောက်ပိတ်နှစ်ထက်က5ခုစုံနှစ်ထက်က4နောက်ပိတ်ကဏ္ဍတစ်ခွက်ကကျွန်တော်တို့ရောက်ကနှစ်ထက်ကိုအရွေးကစားစရာရှိတယ်ပေါ့ဗျာဒါကြောင့်ကျွန်တော်တို့ဒီ17ချိန်မှာစီနီယာလိုင်းကကျွန်တော်တို့56ခွန်ရဲ့ကျွန်တော်တို့534ရဲ့နောက်တစ်ခါကျွန်တော်တို့324ရဲ့ဒီ3ခွက်မျှဝေပေးလိုက်တယ်ပေါ့ဗျာဒါကတော့မိတ်ဆွေတို့ကြိုက်နှစ်တဲ့ရင်ကျွန်တော်တို့ဒီစီနီယာ3ခွက်ကိုထည့်ကစားကြည့်ပေါ့ဗျာဒါကတော့မိတ်ဆွေတို့ကိုစီနီယာနဲ့ပတ်သက်တာကိုတွေ့ရှိချက်တွေကိုမျှဝေပေးခြင်းတက်သက်ပဲဖြစ်ပါတယ်ဗျအားလုံးကောင်းကြပါစေကိုလက်ပါဗျ